欠嘛咯，沙地沙地，欠欠不欠，我们来欠。အားလုံးပဲမင်္ဂလာပါ Good morning road trip baby moon baby mom မပိုက်ကလေးမမွေးခင်beach သွားခြင်းလဲဆိုတော့ ညမသွားခင်လေးဒီမှာဘိုင်တဟိုကPR gift လေးရောက်ထားတယ်အခီးသွားရင်တခါလေးယူသွားလို့အားစေးလေးတွေဒါလေးထည့်အောင်耶ဘာဖြစ်လို့လဲဘာယူချင်တာလဲ ကားတော့လာပြီတော့ okay ကွာ thank you ပါဦးဟုတ်ပြီကွာသွားမယ်ဦးဟုတ်ပြီကိုရိုင်းတဲမှာလာထုတ်ကိုတဲလေးอ่ะဟောပပတဲရမှာ okay ကွာလူလဲလိုက်နော်အော်ဒီကဲနောက်ဆုံး blue coffee လစ်ပါမယ်ကလေးရောခိုးရောလောတော့မလောလို့ပဲအခုပထမ6နာရီထွက်မယ်လောက်ထားတာအခု6နာရီခွဲသွားပြီ see you ကဲဘန်ဒနော်ခိုင်ကြော်ရောက်ပြီ ကြော်ရောက်ပါ breakfast စားမယ်မတဒါဒါမှကျမပိုက်ကဘိုက်စားဘိုင်အရင်စားဘိုင်ထဲတယောက်လည်းလှုပ်ရင်းစားပြီ ဟူး လက်4နိုင်နဲ့တဒါ4နိုင်နဲ့နိုးတယ်ဆိုမနေ့ည6နိုင်ညအိပ်တယ်ဒီနေ့9နိုင်ခွဲအနောက်ကျဆုံးထွက်မယ်ဆိုပြီးတော့6နိုင်40လောက်မှထွက်ဖြစ်တယ်အခု8နိုင်50ကလေးနဲ့ဆိုတော့လူပြလူဒါ blue ကိုခေါ်လိုက်လို့ You say blue အနောက်မှာလူတွေ့ပါ good boy လို့ Yeah good boy အော်ချစ်တယ်အော်ချစ်တယ် kiss ပြီးအော်ချစ်တယ်ဘိုက်ထုံးတိုင်းတိုင်းဝင်ကားကြည့်လိုက်တယ်အကုန်လုံးတစ်ပတ်ကြည့်လိုက်တယ်စားကြည့်ကြရလဲအများကြီးနောက်ဆုံးစားရတော့ဝင်ကားအကုန်လုံးထည့်လိုက်ပါနာမည်တော့ဈေးကြီးရနော်ထုံးတိုင်းတိုင်းထမင်းကျော်လက်ပံပြားချက်ကျော်ရှယ်ပဲဘိုက်ကမဝင်ကားမထိဘူးလေအုံတော့ခေါက်ဆိုထပ်မှာလားပဲမြပဲပြီလို့အဘိုက်ကအရန်လှကျင်တာနော်ဘိုင်းနဲ့လှတော့နည်းနည်းမှမဒီဘိုက်ကလောမလှကျင်တော့ပထမတစ်ပိုက်တော့ yes လက်ခံတယ်အရန်လှကျင်တာမလှကျင်လို့ပဲနော်ဒီဘိုက်ကလှရစီကိုမြောက်တော့မောနေရတယ်ပဲဒီကဲမထားလိုက်ရပါအေးဘာ bless you လို့ကမပိုက်ကကြတော့သူက2နာရီခြားတစ်ခါလောက်လမ်းလျှောက်ပြီးတော့ကောင်းတာပေါ့နော်ဟုတ်လားမပိုက်ရခလေးရောအဘူဘာလို့ပြရအဘူ okay သွားမှာလားအမောင်းသွားမှာ okay ဘာဘာလို့ပြင်ခဏနေစေးတော့ပြီးသွားမှာနော်စေးဘူးရဲဖောက်ခဲ့ရမှာသူရင်ရဲ့ဟာရမသိဆော့တော့တယ်လို့ရေအနောက်ကဆေးကကျွန်တော်ကတချို့ဟာတွေသိမသိဘူးသီလားအိမ်မှာဆိုရင်ပရီစီနာတိုက်သမျှတောက်တာပေါ့နော်အဲ့အမှန်ပဲသူဆေးပုံမှန်ထည့်ပြီးဘာထည့်ရလဲသူမမေဘူးမမေဘူးပုံမှန်လည်းတစ်ခါတင်ကြတော့တောက်ချင်လဲတောက်သူမနေတော့တိုက်ရတယ်ခါတောက်တိုက်ကြကုန်တော့တယ်ပါစစ်တဲ့တော့တယ်သူကဲဆက်သွားပြီကဲပသိမ်ရောက်ပြီဟိုပသိမ်မှာခဏဝင်လာမယ်နော်ပေါက်တော့မပိုက်လမ်းလေးခဏရှောင်းโอเคကဲဘိုက်ပေါက်တော့ပြီဆက်မယ်ဆက်ပါမယ်ရှင်ကဲငွေဆောင်ရောက်ရှိဒီဘောဖိုင်မှာစားမယ်ဘလူးလေးခေါ်လိုက်ရန်ကုန်ကနေပြီးတော့6:40ထွက်လာတာအခု1နာရီခွဲမခွဲခင်ပေါ့1နာရီ25လောက်ကရောက်တာပေါ့နော်ဘိုက်လုံးရရှုပ်ဒါဘာလေးစားမှာလဲအေးဒါတော့ဝက်ချိုမှာထားပြီးရယ်ချိုပြီးတော့ဒါအပြည့်ချင်းက60စားနေကြတယ်မလားကစုံမဆလာဒါကကစုံရဲ့ကြော်โอเค juice you want juice ချင်းနေတာချင်းတဲ့လေဩကောင်းလားဖတ်တော့ဩဒီဟာလားအချင်းပါနော်စားဒီချင်းအချင်းဘလို့ချင်းအမလေးချင်း
ညာသီးလေတဲ့ကလည်းဖျဲပြီးမှမဟုတ်တာခဏခဏတနာပါညမကြောင်မချင်တယ်လို့မပြောတာဟူးခိုက်ပြီးပါကလေးဖေးတောင်းနေလို့ရှုံးအော်ဘာသာပိတ်ပြီးဘလို့ရေ ခုနဒန်စီကဘလို့စီရပြောပြတယ်မမဝီးဒီလိုလေးလားဝီးလေဝီးNow be that we're here at the hotel. Woo 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 woo. Like on. ဒီပါလူကဲဘာရှုနေရလဲ လေပင်လေ ဆက်ရှုပြပါအပိုက် check in ဒါလေး blue ဘယ်လိုခေါ်ဘူးဟုတ်တယ် blue ဘယ်လိုချစ်တာဒါဆော့မှလားမလေးချစ်တာခေါင်းကြီးထိုးထိုးပြီးတော့မလေး blue ကလားလေးကိုချစ်ကလေးကချစ်လို့ကလေးကဘယ်လိုချစ်တာမလေးအော်ချစ်တာအမလေး blue ချစ်တာအမလေးရမ်းမလို့အောင်တဲလေး blue မလို့ဖြည်းဖြည်းလို့ရမ်းမလို့နောက်ရက်သွားဆွဲကြည့်ကဲရောက်ရှိဝိုင်းနာတော့မယ် အမိုင်းနာမယ်ခဏကတဲ့အလှလေးရင်ပြခဏနေတာ allergy ရှိတော့ဒါလေးဖယ်အောင်ပါ ကဲကိုရီးယားတော့ Vital Home လေးတောက်ထားလမ်းနေတာလုံးဝအမှန်ကန်လမ်းနေတာဒီနေ့9နာရီပဲအိတ်ထားဟုတ်တယ်ဘိုက်ကြည့်တယ်ရောပဲဟုတ်တယ်မနေ့4နာရီနဲ့လုံးနေဟောဘေဘီကတော့ခဏနားလိုက်မပိုက်မလို့လာပြီကိုရီးယားတော့လည်းလှုပ်ရှားလိုက်အောင်လမ်းနေပြီကမ်းခြေရောက်တော့မရတော့ဒါလေးကပျော်နေမိုးဝါးနာလုံးမိုးဝါးနာလုံးဒါလေးက second time လူကတော့ဘယ်နဲ့ချိန်လဲမသိတော့ဘူးဘယ်ချိန်လဲမသိတော့ဘူးလေဟောမိုးဝါးနာကမိုးဝါးနာကအမလေးကလူကမိုးဝါးနာဟောအဲ့လိုကမလေးဟောကအမလေးဟုတ်ပြီကွာဟိုတယ်ကနေတောင်းထားတာလားဘာလဲသူငယ်တော့ဒီမှာလေးသေးတော့ဟာတဘုံဘွားလောက်တဲ့ကံဟောဝင်းမှာသူကအရန်ကြိုက်တာနော်ရေချိုးရတာဘုံဘလို့လဲဘုံရေချရမယ်ရေ ဟေးသွားနာချက်လူဘလို့လဲစိုက်ကယ်လိုလိုက်လို့တာဟုတ်လားတမယ်နော်အေးကလေးရေကူးမယ်ကွာချစ်တာတွေကတမောင်းဆုံးဒီဘပိုက်ကိုပြဘပိုက်အရင်လုံးနေအခုပေါင်းပြီးနေလားပေါင်းပြီးစွတ်ထားတယ်တော်ကြီးနေပြီနော်တော်လေဘာလဲဟောရေဝင်ချလာပပလာမလားပလာမလားလေပလာတယ်တနေ့ခွဲနဲ့ကူးကျင်နေပြီလားကဲဒီနေ့ဆွဲမယ်ဒီဟိုတယ်မှာပဲချက်ပင်စင်ရယ်ပစုံဟင်းရယ်ပြန်လို့ခရီးဆွဲပြီကဲဝါဒီပြီးသွားပြီရှယ်ပဲနော်ရှယ်ပဲ portion တော်များတယ်အများကြီးပဲဒါလေးကတော့ခုနအိတ်ချင်နေလို့တော့အိတ် okay see you tomorrow good night morning နာ morning ဘိုက်စားပြီစားချင်တာနှလုံးနဲ့ရမှန်တယ်ဒီဟိုကစားပါမင်းကျော်ကဲမင်းကျော်တွေ့ပြီမင်းကျော်စားမယ်ကုန်းပေါင်ကျော်ချက်ကုန်းပေါင်စားနေပြီတလေးကကောင်းလာချက်မင်းကျော်ချက်ကုန်းပေါင်ပြောတယ်မှာကျုပ်ကျော်ညလာပြောသူလည်းထမင်းကျော်ပါဒီနေ့ယူစားဒီနေ့စားချက်ကုန်းပေါင်ကြီးအရင်ဆွဲဆောင်နေနောက်တစ်ပွဲဆက်စားမှာလားနောက်တစ် round လာအောင်ပဲနောက်တစ် round ခိုင်မိုးတီကိုဟင်းနဲ့ကြော်ဒီက breakfast ဆိုတာအမြဲကောင်းอ่ะเนาะအမြဲကောင်းရှယ်ခေါက်ဆွဲကြော်ကျုပ်မပါဒါတော့တော့ပဲကျုပ်အဲ့ဒီရှိတော့ကျုပ်မတည့်ကလေးလေးခေါက်ဆွဲဒီစားနေတာတော်တယ်ဒီစားလို့ရတဲ့ခေါက်ဆွဲကျုပ်မပါဘယ်ဟာဒီဟာဒီတစ်ခုမှမရအချီဒါရတယ်ဒါရတယ်you want finish a banana အတီးရမ်းကြိုက်တယ်အတီးရမ်းကြိုက်နော်banana စားအော်မလေး monkey ကဘယ်လိုစားလဲ banana coffee ဖြတ်ထားတာဘယ်လောက်ရှိ
အားမတော့ပါနဲ့ ဟုတ်ဘူး အားမတော့ပါနဲ့ပန် Pacific တော့တောက်တယ်လေ အော်အေးတစ်ခေါက်ပဲကော်ဖီဖြတ်တာကြာပြီ သူကဖြတ်တယ်ဒါပြတ်တော့တောက်တဲ့နေ့ကျတော့တနေ့ကို3ခွက်လား4ခွက်လားမျိုးဆွဲပလိုက် ကော်ဖီကကြိုက်တယ်ဒါပေမဲ့ဖြတ်ထားတာဆွဲသလိုလိုဖြစ်လို့ဖြတ်ထားတာဆွဲတာနဲ့ဖြတ်တာပဲဒီကမရအောင် အရက်လည်းဖြတ်လိုက်တယ် အဖေမှမတော့တာတစ်ပတ်တစ်ခါတော့ သူတစ်ပတ်တစ်ခါလည်းဟုတ်တယ်နှစ်ပတ်စာတော့ပေါင်းတောက်သလိုပဲ ဆွဲတာနဲ့မဖြတ်တာဆိုရင်မိမပဲရှိတယ် မမုံမှလည်းမဆွဲလို့ထင်တယ် ဒေါက်ကီနဲ့ချုပ်လိုက်တာမပိုက်ဘူး Star Can you say star ဒါကဘာဘာ black sheep လုပ်ပြပါ ဘာ black sheep လို့လဲဘာ black sheep အဲ့မှာရက်သွားဘာ မနက်ဆိုရင်ချက်ဖိုင်ရဘလို့အော်လဲ ချက်ဖိုင်ဘလို့အော်လဲအိုးချက်ဖိုင်ဘလို့အော်ဘာဒီပြောနေမလို့ Star ဟုတ်တယ်ဟိုက star နှစ်ခုကိုတွေ့တော့ဟိုမှာ ချက်ကြီးကဘလို့အော်လဲအော်အော်လေဘလို့ ဘိုးကဘလို့ ဘိုးကဘလို့ ချီဘယ်လိုချီရမှာလဲ ချီပဲချီခိုင်ကဲ breakfast စားပြီးပါပြီ စားပြီးရင်စေတောက် စေးတော့ အားစေတောက် အစီစေးမြဲတိုက်တာတော့ Hers ကလေကိုဝင်တယ်ဆိုတော့ Vita Home ကိုတောက်လို့ရမြန် Hers ဒီခီးမထွက်ခင်တရက်အလိုမှာစေကံပြတခါတည်း Hers ကမေးခဲ့တယ်။ तू က prenatal vitamins မဟုတ်ဘူး။ तू ကကြတော့ family တစ်ခုလုံးတောက်လို့ရတယ်အာဇီမျိုး။ကလေးဆို12နှစ်အထက်ကနေစပြီးရ။12နှစ်နဲ့ဟိုတက်ကြီးရွယ်ဟိုပူအလိုအဖိုးအဖွားဒီလို60 plus senior ကြီးပေါ့နော် အဲ့ဒီတောက် အဲ့ဒီတောက်လို့ရတယ်ယောက်ျားမင်းမမရွေးမနေ့ကဆို Hers ပထမဆုံးစတောက်တာဘာသတိထားမိလဲဆိုတော့လေမတောက်ခင်တော်တော်ပင်ပန်းလာ Hers ဆိုတော့မနေ့4နာရီလောက်ထဲကလည်းနိုးနေတာပါတော့ကိုဝင်ကလည်းနည်းနည်းရင့်လာပြီဆိုတော့လေပင်ပန်းနေအဲ့ဒါတောက်ပြီးတော့ခါရင်းဆို12နာရီနောက်ပိုင်း Hers coffee တစ်ခွက်တောက်မနေ့က12နာရီနောက်ပိုင်း hotel ရောက်တာတော့ Hers coffee မတောက်ဖြစ်ဘူး လမ်းနေနော် လမ်းနေရောတရားဟိုက तू ကလည်းတလန်းလုံးအိတ်လာဆိုလမ်းတော့ तू ရှောက်ကြည့်ခြင်းတော့ဆိုပြီးတော့ Hers ဆိုအဲ့လက်ကနေဆွဲခေါ်ပြီးတော့ hotel တစ်ခုလုံးပတ်လျှောက်ညအထိထမင်းစားပြီးတော်တော်လန်းတာအဲ့ဒီတစ်ခုသတိထားမိရဲ့ Hers ရဲ့ OG ကတော့ဘာပြောလဲဆိုတော့ Hers 8 Vita Home တောက်မယ်ဆိုလို့ရှင်ဟို Hers တောက်နေကြ prenatal စီမတောက်နဲ့ပေါ့အဲ့ရဆိုတော့ Hers ကဒီ trip မှာတော့ Vita Home မှာတောက်ဖို့အစီအစဉ်ရှိရပါတော့ ဘာဒီဗိုက်တာမင်ကတော့လိုအပ်တယ် လိုအပ်တယ်ပြီးတော့ तू အဲ့လိုလေ family တစ်ခုလုံးတောက်လို့ရတဲ့ဟာဆိုတော့ကွာတစ်မျိုးတည်းဝယ်ထားရုံနဲ့ဥပမာသူ့ဆေးကွက် Hers ဆေးကွက်ဆိုလို့ရှင်အရင်တော့ vitamin တွေမတူထည့်ရရှုပ်တယ်တိလားဆိုတော့အခုဆိုလို့ရှင်ဒီတစ်မျိုးတည်းကနှစ်ယောက်လုံးတောက်လို့ရတယ်ဆိုရင်အဲ့လို purpose ထည့်လိုက် ဘယ်ရလဲလွယ်လွယ်လေး ပဲရလဲလွယ်ပြီး made in USA A medical ကတွင်တာသူ vitamin A C E plus B complex ပဲပါတယ် folic acid လည်းပါတယ်ဆိုတော့အဲ့ဒါကောင်းတယ်ပေါ့နော်လူကတော်တော်လန်းတာ ကောင်းတယ်ကောင်းတယ်မင်း USA ဆိုတော့တော် ဒီ packaging ကအစားအဲ့လိုလေဟောတော့သူ capsule ကအစားအဲ့လို very good quality ဘူးမှာတော့ပါရတာလဲဆိုတော့ vitamin supplement in case of the weakness anorexia ရော wasting disease fatigue အဲ့လိုပြမနှမ်းတွေရပါတော့နောက်ဆုံး pregnancy ရော lactation ရောပေါ့နော်ဟိုပြီးတော့ကြီးထွားတဲ့အရွယ်ရောခုနက12နှစ်အရွယ်ကြီးထွားတဲ့အရွယ်ရောနောက် Hers တို့ကိုဝင်တယ်နို့တိုက်တဲ့အချိန်အဲ့လိုပြမနှမ်းတွေရတယ်ဘာအတွက်ဆိုကောင်းတယ် Hers ကတော့ဒါတော့ရှောက်ဆောင်လာမယ်ဟိုကလေးမွေးပြီးရဲ့အထိပေါ့နော်ဒါလေးတော့တောက်ပါဦးစီတော်တော်လန်းတယ် ဟုတ်တယ်ဘာဒီဗိုက်တာမင်ကတော့လိုအပ်တယ်လေဒီနေ့တော့တောက်တာတောက်တော့ကိုစားတာအာဟာရမပြည့်နိုင် ဟုတ်တယ်သူရင်းဆိုမပြည့်နိုင်ဘူးသိကြတယ်ဒီရဲ့အသီးမစားရလို့ဆိုတော့လေ အဲ့လိုမျိုးပေါ့နားရောက်တွေထွက်တယ်ပြီးရင်ဘာဒီဗိုက်တာမင်တောက်တဲ့လူနဲ့မတောက်တဲ့လူနဲ့ရမ်းกว่า Hers ဆိုရင်အဲ့အားစေးမတောက်ခင်နဲ့တောက်ပြီးနဲ့အယံกว่าအားစေးက Hers တရက်မှမပြောင်းအမြဲပုံမှန်တောက်တယ်စား လိုအပ်တယ်လိုအပ်တယ် သူကတစ်ချိန်ပဲပေါ့နော်မနက်ဆိုမနက်တောက်ပေါ့ညဆိုလည်းညပေါ့မနက်ညကြိုက်တာတောက်လို့ရတယ် Vita Home က ဘာကြောင့် breakfast စား breakfast စားပြီး vitamin တောက်နေကြသူမို့လဲ breakfast စားပြီးတောက်ဟုတ်ကြည့်တောင်းတယ်အဲ့လေတခုရှိုံနဲ့မိသားစုတစုလုံးအဆင်ပြေအဲ့တော့နေရမ်းမမြင့်ခင်တတကိုရေပေးကူလာမရေလေးကြည်နေလို့မနက်ပိုင်းရလေဘာဖြစ်ပြပြမယ်ရေကူအင်းကြီးမတော်ဘူးယူလာအဲ့တော့သူရဲ့ရေကူပေါင်းပြီးရယ်တော်သေးရဟို bralette လေးတစ်ခုပါလာတော့အဲ့လိုပင်လဲတဲ့စင်လာပဲဆိုတော့ ဆွဲချိုးလေးကမိုင်းလိုက် မိုဝါနာမှာဆင်တူ မိုဝါနာဆွဲချိုးလေးကလှလိုက်လားတာမီနှစ်ယောက်ကျန် အာတူပဲတဒါနဲ့ ခီယူလေးနဲ့ပါလားဩမမပိုက်စင်းပြီလား စင်မီသူအိတ်ချေရောက်တော့မယ်မြန်ဆင်းလိုက်တော့ Let's go
ရွှေနှလုံးသားစားကြရတယ်မှာထားတာရောက်ပြီဆိုတော့တွားယူမယ်။ဦးကြီးကျေးဇူးပါ။ဟုတ်ကဲ့။ရောက်ရှိပါ။ဟာရိုးရလို့ပြော။မဆလာဖြည့်ကြီးက60ရေ။ပစုံရဲ့ကျော်။ဝတ်တောက်ဝတ်ကုန်းပေါ့။โอเคစားပြီ။အပိုက်လည်းစားပြီ။ကိုယ်လိုက်စားအောင်တော်လိုက်တာ။စားကောင်းလားချစ်လေး ကောင်းနော်။ကိုလေးကစားပပကျွေးမှာဩ ဆူလေး gas ပါ ပပတောက်မှာဩโอเคကွာတောက်မယ်ကွာအခုဆိုသူ့ပေကိုလှမ်းတိုက်တာ ပပကိုတိုက်ရတာနဲ့ပပကိုကျွေးရတာနဲ့ပပရော အခုမှနားရတော့တယ် အခုမှနားရတယ် ဒါအိတ်ပါ ဒါ तू အိမ်မယ်ရေကူးမလားအိမ်မလားဆိုအိမ်မယ် तू ပင်မ तू 6လောက်လေးတဲ့တစ်နှစ်ခွဲလေးဒီနေ့ဟိုတယ်တပတ်ကိုရေရောက်ချင်းနေမှာရှောက်ပြီးလည်းပြ तू အီနေ ညအိတ်နာနတည်းနို့အဲ့လိုနတကိုယ်လုံးနာတယ်ကိုရင်ငယ်တော့လို့လေပြီးချရတယ်ဖြစ်စော်ပြီးတော့လေ ဘလူးကအခုမှအဝင်ကြိုက်ဝင်ကြိုက်တယ်နော် ဟုတ်ရင်အခုမှပပမမနဲ့ spend time ပထမတရက်နေ့ကစိတ်ကောက် ခုနောက်တစ်ယောက်လာရင်ဘလို့ဖြစ်မလဲမသိ နောက်တစ်ယောက်လာ အချိန်ကနည်းနည်းလာတာပေါ့နော် သူနဲ့တရားနဲ့ကလေမောင်သမားနှစ်ယောက်လို့လေလင်းလက်တော့တောင်းတောင်းနဲ့စော်ကြ စော်တာဟိုကလည်း remote နဲ့ခောက်တယ်သနာပါတယ်သူ သူကောက်တယ်ကောက်သူကလည်းလင်းလို့အဲ့တဲ့တင်းကြီးမခံနိုင် right နဲ့များတော့အဖြစ်အဆင်ပြေပါတယ်သူရှောင်ပေးရဲ့ တရားလည်းမိုးလင်းတာနဲ့ဘလူးရော ဟိုမျိုးလုံးနှလုံးပွင့်တာနဲ့ပပရဲ့ blue ရဲ့ပဲပပရဲ့နားပြီ ပပကနားပြီဒီနေ့က AC အုံးရည်လေးတောက်မှာကလေးအောင်ဖြစ်တလုံးတောက်ရတော့ကုန်ပါ ပြီးရေရဲဆင်းမယ်မနေ့ကမှပြန်မှာ Okay. One for the road. ဘာသာဟောင်းမလေးကိုဝင်ဆောင်နေတော့ဆိုလို့ရှိရင်တော့သူအဲ့လို prenatal vitamin အစားထိုးမဟုတ်ဘူးဆိုတော့လေကိုဝင်ဆောင်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့မေးပြီးမှတောက်ဖို့တော့ထပ်စားပြောချင်အဲ့ဒါလေးပဲ ဘာဒီဗိုက်တာမင်ကောင်းကောင်းရှာနေတော့ဗိုက်တာဟောင်းလေးကကောင်း quality ကောင်း ကဲပြန်ချင်းလည်းပြန်အောင်မနော် ပြန်ရတော့မယ်မပြန်စီခြင်းလို့ထင်တယ်ခုနကဟိုမှာအခန်းရှိမှာမောက်ရလေးဖား တနာပါတယ်မပိုက်ပြုတ်ကြတာမဟုတ်ဒါလေးနဲ့ဘလူးကိုဗီဒီယိုရိုက်နေတယ်သူကလေကားတက်လိုက်တာ လေကတက်လိုက်တာဖက်နဲ့ သူကဒူးတော်တော်ထိသွား ဒူပြဲ debut တနာပါတယ် သူရတော့တည်းရ ကဲနောက်တစ်ခါလာရင်တော့3ယောက်တန်းဖုတ်တော့နောက်တစ်ယောက်ထွက်လာ ဝင်းကတတားကိုရှင်းပြနောက်တစ်ခါလာလို့ရှိရင်တော့ဘိုက်ထက်တယောက်ကထွက်လာပြီ နောက်တစ်ခါရောက်အောင်ပါ ရောက်မှာပါ ရောက်လိုက် ဒီနေ့တစ်နှစ်ထဲတော့နှစ်ခေါက်ရောက်တယ် ဟုတ်တယ်နော်ကဲ okay ဒီဗီဒီယိုလေးကဒါပါပဲ bye bye subscribe ပြောလာမပိုက် ပြောတယ်ပြန်စင်သေးဘူး